ပြီးတော့မှာတော့ grade level biology chapter 2 lipid ခေါင်းစဉ်အောက်ကပေါ့နော် function of lipid ရဲ့ function အကြောင်းဆက်လက်ပြီးဆွေးနွေးသွားမှာပေါ့နော်ဒီ function မှာစေပထမဆုံးတစ်ခုအနေနဲ့ energy storage ဆိုတာစွမ်းအင်တူလောင်တာဒီစွမ်းအင်ကိုတူလောင်တာကဒီ carbohydrate တွေလည်းပဲစွမ်းအင်ကိုတူလောင်တယ် lipid တွေလည်းပဲစွမ်းအင်ကိုတူလောင်တယ်အဲ့ဒီနှစ်ခုမှာဆိုလို့ရှိရင် lipid တွေမှာကျတော့ contain ပါဝင်တယ် more energy per gram ဒီ lipid ပေါ့နော် gram liquid gram မှာဆိုလို့ရှိရင်သူ့ရဲ့ပါဝင်တဲ့ energy ပမာဏကပိုပြီးတော့များတယ်ဘာထက်လဲဆိုရင် than carbohydrate တက်ပို့ပြီးတော့များတယ်ဒါဘာမှတွေ့လဲဆိုရင်ဝှရှားတဲ့သူတွေဆိုလို့ရှိရင်သူအစီရှောင်ခိုင်းနေပေါ့နော်ဒီမှာကျုပ်တလုံးဒီတိုင်းစားတာနဲ့အဲ့လိုမျိုးဒီစီနဲ့ကြော်ပြီးစားနေဆိုလို့ရှိရင်ဘယ်ကပို့ပြီးတော့ energy များနေဆိုလို့ရှိရင်ဒီစီနဲ့စီနဲ့ကြော်ထားတဲ့ကျုပ်ကပို့ပြီးတော့ energy များတယ်ပေါ့ပြီးရင်နောက်ခုဒီအကြကွေးတို့ဘယ်လိုရှင်စမူစာလို့စားတဲ့အခါမှာဆိုရင်အကြကွေးမှာဆိုလို့ရှိရင်စီတကပိုများတဲ့အတွက်ကြောင့်မို့စီ energy ပိုများဒါကြောင့်မလို့သူကသူ energy ပိုရတဲ့အတွက်ကြောင့်မို့လို့ဒီဝှရှားတဲ့သူဆိုလို့ရှိရင်စီကိုရှောင်ရတာပေါ့နော်ပြီးနောက်က energy ကို is to တူလောင်နေတဲ့ in the form of fat အစီပေါ့နော် fat ဆိုတာ solid ပုံစံနဲ့တူလောင်နေ in human လူတွေမှာကျတော့ဒီ energy ကိုနော် fat ပုံစံနဲ့တူလောင်နေပြီးတော့ oil in plant ဒီအပင်တွေမှာကကျတော့ဒီ oil ဆိုတဲ့ liquid ပုံစံနဲ့တူလောင်ပါတယ်တဲ့ဒီလူတွေမှာအများသောအားဖြင့်ဒီအစီကိုတူလောင်တဲ့နေရာက liver လို့တော့ဒီအသေးမှဆိုလို့ရှိရင်သူအစီကိုတူလောင်နေပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် heat insulation ဆိုတဲ့အပူကိုဒီခန္ဓာကိုယ်အပူကပေါ့နော်အပူထွက်မသွားဆောင်ပေးတဲ့နေရာမှာလည်းသုံးတယ်ဒီမှာ a layer of fat under the skin တွေ့ခန္ဓာကိုယ်ရေပြားအောက်မှာရှိတဲ့ဒီအစီအလွှာလေးကတဲ့ reduce heat လို့ခန္ဓာကိုယ်ကနေအပူဆုံးရှုံးမှုကိုသူကချော့ချပေးတယ်ဒါကြောင့်မို့လို့ဒီ white head ဆိုလို့ရှိရင်ရေပြားအောက်မှာအစီပိုများတဲ့အခါမှာဆိုလို့ရှိရင်သူ heat loss ကိုကာကွယ်ပေးတဲ့အတွက်ကြောင့်မို့လို့ဒီပိန်တဲ့သူနဲ့ဆာလို့ရှိရင်သူကဘယ်လိုပြောမလဲပို့ပြီးတော့ပူတတ်တယ်ပေါ့နော်ပြီးလို့ရှိရင်အေးတောင်လည်းပို့ပြီးတော့ခံနိုင်တယ်အဲ့လိုမျိုးလေးတွေ့ရတယ်နောက်တစ်ခုက buoyancy ဆိုတာကရေထဲမှာပေါ်နိုင်တဲ့ကုန်ဖော့ကုန်ပေါ့နော်ဒါဘာကြောင့်လဲဆိုရင် lipid တွေကလည်း less than water ရေနဲ့စာလို့ရှိရင်သူကတိတ်တိစနေတဲ့ဒီ physics သဘောတရားဆိုလို့ရှိရင်လည်းရေနဲ့တိတ်တိစနေတဲ့အရာဒီတိတ်တိစများတဲ့အရာတွေမှာမနစ်မြုပ်တော့သူဒီအပေါ်မှာပဲပေါ်လို့ပေါ်နေဒါကြောင့်မို့ lipid တွေက density နေတဲ့အတွက်ကြောင့်မို့လို့ရေရဲ့အပေါ်မှာပေါ်လို့ပေါ်နိုင်နေပေါ့နော်အဲ့ဒါကပဲ hair animals to flock ဒီတိရစ္ဆာန်တွေကိုအသက်တော်တွေကိုပေါ့နော်ဒီပေါ်မှာပေါ်လို့ပေါ်ဖို့အတွက်သူကအကူအညီပေးပါတယ်တဲ့ဒါက lipid ကြောင့်ပြမိချောမယ်ဆိုလို့ရှိရင် lipid မှာဆိုရင်အမျိုးအစားခွဲမယ်ဆိုရင်၃ခုရှိမယ်ပေါ့နော် simple lipid compound lipid natural lipid ဒီ simple lipid မှာ simple lipid ကတို့ဒီသင်ခန်းစာမှာသင်ရမယ့်ဟာက simple lipid တွေအကြောင်းကိုပဲသင်ရမှာပေါ့နော်ဒီမသင်ရတာဒီ compound lipid တွေ natural lipid တွေပေါ့ compound lipid တွေမှာပါတယ်ဒီ phospholipid တို့ကကျတော့ဒီ cell membrane မှာတွေ့ရတဲ့အစီအမျိုးအစားပေါ့နော်ဒီ natural lipid ကကျတော့သူခနာကိုယ်တည်းလိုအပ်တဲ့ hormone တွေကိုထုတ်ပေးနေတဲ့ lipid ပေါ့နော် cholesterol အမျိုးကိုထုတ်ပေးတဲ့ lipid တွေပေါ့ဒါတွေကိုထားလိုက်ပါဒီ simple lipid မှာဆိုလို့ရှိရင်triglyceride နဲ့ well ဆိုပြီးတော့နှစ်မျိုးတွေ့ရတယ်triglyceride တွေကိုဘာနဲ့ဖွဲ့စည်းထားလဲဆိုလို့ရှိရင် glycerol နဲ့ fatty acid နဲ့ပေါ့နော်ဒီ fatty acid မှာဆိုရင်အမျိုးအစားနှစ်ခုရှိရယ် saturated fatty acid နဲ့ unsaturated fatty acid ဒီ fatty acid က saturated fatty acid နဲ့ glycerol နဲ့ပေါင်းမယ်ဆိုလို့ရှိရင် fat ဆိုတဲ့အစီပေါ့သူကကျတော့ solid ပုံစံanimals တွေမှာတွေ့ရတယ်ဒီ unsaturated fatty acid နဲ့ glycerol နဲ့ပေါင်းမယ်ဆိုလို့ရှိရင်ကျတော့ wines ကိုရမယ်ပေါ့နော် wines ကကျတော့ plants တွေမှာတွေ့ရတယ်သူကကျတော့ liquid ပုံစံနဲ့တွေ့ရမယ်ကျန်းမာရေးအတွက်ကောင်းတယ်ပေါ့နော်ဒီလူသားတွေမှာတွေ့ရတဲ့ဒီ fat ကတော့ကျန်းမာရေးအတွက်မကောင်းဘူးဒါပေမဲ့ဟိုငါးမှာတွေ့ရတဲ့အစီကလွဲလို့ပေါ့ဒီ unsaturated မှာထပ်ခွဲမယ်ဆိုလို့ရှိရင်လည်း mono unsaturated နဲ့ poly unsaturated fatty acid ဆိုပြီးတော့နှစ်ခုထပ်ပြီးတော့ခွဲပါသေးတယ်ဒီ was ကကျတော့ဒီ triglyceride နဲ့ပါမတူလဲဆိုလို့ရှိရင်သူကဒီ fatty acid ပဲသူ့ဘာနဲ့ပေါင်းလဲဆိုရင် glycerol နဲ့မပေါင်းဘဲနဲ့ alcohol နဲ့ပေါင်းလိုက်တယ်ဟုတ်ဘူးနော်ဒီ glycerol ကလည်းတကယ်တော့သူကလည်း alcohol ပဲသူကတဘာတိုင်းတွေ့ရတဲ့ alcohol ပေါ့နော်ဒီ was ကကျတော့ fatty acid နဲ့ alcohol နဲ့ပေါင်းလိုက်တဲ့အခါမှာဖြစ်လာတဲ့အရာဒီ was ပေါ့နော်မှာပြားတွေမှာတွေ့ရတဲ့ပြားအဲ့လိုမျိုးစားတွေကိုပြောတာပေါ့နော်ဒီ lipid ဆိုတာကဒီ organic compound ပေါ့နော်organic molecule ပေါ့နော် biological molecule သက်ရှိတွေမှာတွေ့ရတဲ့ molecule ဖြစ်တယ်ပြီးလို့ရှိရင်သူဒီရေမှာမပြောဝင်နိုင်ဘူး။ဘာကြောင့်မပြောဝင်နိုင်တာလဲဆိုလို့ရှိရင် lipid ဆိုတာက non polar ဆိုတော့သူမှလျှက်စစ်မဆောင်ဘူးပေါ့နော်။ water ဆိုတာကကျတော့လျှက်စစ်ဆောင်တယ်သူကကျ polar လို့ခေါ်သူမှဆိုလို့ရှိရင်အဆုံးနှစ်ဖက်ရှိတယ် positive ansia negative ansia ဆိုပြီးအဆုံးနှစ်ဖက်ရှိတယ်ဒါကြောင့်မို့သူဒီအရာအရာတွေနဲ့စိတ်ဆက်နိုင်တယ်ပြောဝင်နိုင်တယ်ဒီ lipid ကကျတော့ non polar ဖြစ်တဲ့ကြောင့်မို့လို့သူနဲ့တူရဲ့ non polar solvent တွေမှာပဲပြောဝင်နိုင်တယ်ဥပမာ alcohol တို့ benzene တို့စားတဲ့အရာတွေမှာပဲသူကပြောဝင်တယ်တနည်းအားဖြင့်ဒီ organic solvent တွေမှာပဲပြောဝင်နိုင်တယ်ပေါ့နော်ရေလိုမျိုးinorganic solvent တွေမှာဆိုလို့ရှိရင် lipid ကမပြောဝင်နိုင်ပါဘူးတဲ့ဒီနေ့သင်ခန်းစာလေးကဒီလောက်ပါပဲเนาะကျေးဇူးတင်ပါတယ်